ကျွန်တော်ရဲ့ team မှာလူခေါ်ပါတယ် brother မတွေ့အဖြစ်လိုက်မယ် video editor ခေါ်လိုက် social media management လုပ်ဖို့အတွက်ခေါ်လိုက် secretary တွေခေါ်လိုက်နောက်ပြီးကျွန်တော်ဘက်ကအစားဆုံးတင်ပေးရဆိုတဲ့ process တွေအားလုံးမှလုပ်ပြီးပါတယ်တခုတော့ပါလဲဆိုတော့ဒီ TikTok လူတွေကတော့အဲ့ဒီခွင့်မရကြတာပေါ့လဲဆိုတော့ကျွန်တော်မတင်လို့ပါအဲ့ဒါကြောင့်ကျွန်တော် Facebook page တွေကတော့အဓိက run တာပေါ့လေအဲ့လိုမျိုး hiring လုပ်တဲ့ process တွေကအဲ့အခုပြောနေတာတော့ကျွန်တော်တင်တဲ့ကိုရောက်လာတဲ့လူမှန်သမျှအားလုံးတော့ကျွန်တော်ဘက်ကအကျွမ်းကျင်ဆုံးဆိုတဲ့လူတွေခေါ်တာမဟုတ်ဘူးကျွန်တော်ရွေးချက်ကဘောမှာနည်းနည်းလေးလုတ်တက်တဲ့သဘောတရားကိုနားတယ်ဒါဆိုရင်ရပြီဘာလို့ကျွန်တော်တင်းထဲမှာ senior ရှိတယ် senior နေပြီးတော့အခုမှစဝင်လာတဲ့လူတွေအားလုံးတော့ဘယ်လိုလုပ်ရမလဲဘယ်လို process တွေ run မလဲဆိုတာအစားဆုံးသင်မိပါတယ် video editing ဆိုလဲအဲ့လိုမျိုး training process တွေရှိရကွာ training process ဆိုတာတစ်လဆိုတစ်လတစ်ပတ်ဆိုတစ်ပတ်နှစ်ပတ်ဆိုနှစ်ပတ်စပြီးတော့သူတို့ project တွေပေးပြီးတော့အရင်ဆုံး training ပေးတယ် training ပေးပြီးဆိုတော့မှဘယ်လို project တွေကန်လို့ရတယ်project quality တွေ check လုပ်တယ်အဲ့ဒီအနေချာပြီးပြီဆိုတော့မှပဲတကယ် project တွေကန်ခိုင်းတာပေါ့လေဘာဖြစ်ပြောချင်တာကျွန်တော် team မှာလည်းရောက်လာတဲ့လူအားလုံးတော့ကျွန်တော်ဘက်ကအစားဆုံးဆွဲခေါ်ပေးပါတယ်